သစ္စာလေးပါးမသိသေးတဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျာဘဝမှာရောက်ရဘဝမှာသူများမျက်နှာကိုမော့မော့ကြည့်ပြီးတော့ဒီလိုကတော့တိတဲ့တိလိုက်တာကိုတိလျောင်တကားဆိုပြီးအမြဲတမ်းအောက်ကျနောက်ကျနေရတတ်တယ်အဲ့လိုတောင်ဟောတယ်မြတ်စွာဘုရားဥမာဘာနဲ့တူလဲဆိုလို့ရှိရင်ねမြင်းကြီးယာမှာချထားတဲ့ဝါကွမ်းလေးတစ်ခုတောင်လေးလာတာနဲ့မြောက်ဘက်လွန့်သွားမြောက်လေးလာတာနဲ့တောင်ဘက်လွန့်သွားလေသိပ်ချမ်းစရာတောင်မလိုဘူးနော်လေလေးနည်းနည်းလှုပ်လိုက်တာနဲ့ကို तू ကမဖြစ်လို့ပြောက်ပြက်ခတ်နေပြီ तू ကဘာလေးတော့ဝါကွမ်းလေးကိုကျွတ်ပုထုဇဉ်တွေရဲ့စိတ်ကလည်းပဲဝါကွမ်းလေးပဲဘာထောက်ရတီယာမှမရှိဘူးဘာလေးနဲ့မှုမှမရှိဘူးရက်တီနိုင်မှုမရှိသေးဘူးဒါလက်တွေ့ခံစားတတ်စေခြင်းတဲ့ဘုံဘုံကခုကျွတ်တို့စိတ်တွေဖြစ်စဉ်ကြည့်ကြည့်လိုက်နော်ဖြစ်ခြင်းတယ်လို့ဖြစ်နေတာနော်စိတ်ကဟုတ်တယ်မဟုတ်လားစိတ်ကိုစိတ်ဝင်စားကြည့်စမ်းပါစိတ်ကကိုယ့်လက်ထဲမှာရှိတာလားစိတ်ရဲ့မြင့်မြတ်မှုယုံညံ့မှုကကိုယ့်လက်ထဲမှာရှိတာလားအာယုံလက်ထဲမှာရှိတာလားဆိုရင်စိတ်လက်ထဲမှာရှိအာယုံလက်ထဲမှာရှိတာတော့ကျွတ်တို့ကဒီစိတ်ကိုအာယုံလက်ထဲမရှိစေရဘူးငါရဲ့ဉာဏ်ရဲ့လက်ထဲမှာရှိအောင်ငါဖြစ်ခြင်းတို့ကောင်းတာလေးတွေဖြစ်အောင်လုပ်မယ်လို့ဒီစိတ်ပေါ်မှာပိုင်နိုင်မှုအရှိမြတ်စွာဘုရားအဲ့ဒါတွေကိုထောက်ပြတာပုထုဇဉ်ရဲ့အနေထားသစ္စာလေးပါးကိုမသိသေးတဲ့ပုဂ္ဂိုလ်ရဲ့အနေထားဒီလောက်ပဲရှိသေးတယ်ဘယ်လောက်လဲဝါကွမ်းလောက်ပဲရှိသေးတယ်နည်းနည်းလောက်လောကရန်လေးလှုပ်လိုက်တာနဲ့ခြေလက်ပါရမ်းသွားဟုတ်တယ်မဟုတ်လားမြေကြီးတဲ့ကို၈တောင်လောက်နဲ့အောင်တူးပြီးတော့စိုက်ထားတယ်မြေပေါ်မှာ၈တောင်လောက်ပေါ်နေတဲ့တကားတိုင်းအဲ့ဒီတကားတိုင်းကြီးကတော့ရက်လေးမျက်လာကလေးကြိုက်တဲ့လောက်လားသူ့မှာတုံတယ်လှုပ်တယ်ဆိုတာမရှိဘူးတဲ့သစ္စာလေးပါးကိုသိပြီဟေ့ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ကတုံလှုပ်တယ်ဆိုတာမရှိဘူးလို့အဲ့လိုဟောတာသစ္စာလေးပါးကိုမသိသေးတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားဟာကြောင်းမဲ့ဖွယ်ရကောင်းတဲ့အနေအထားမှာပဲရှိနေသေးတယ်ဆိုတဲ့အမှန်တရားကိုမြတ်စွာဘုရားကရိပ်မိဖို့ပြောပြတာဟုတ်လားယောဂီတို့အမြဲတမ်းကြားဘူးနေတဲ့တုတ်တန်တစ်ပုဒ်ရှိသေးတယ်လက်ညှိုးပေါ်မှာတကိုးတော်နဲ့မြင်မှုအနေငယ်တင်ပြီးတော့မဟာပရိမြေကြီးမှာရှိတဲ့မြင်မှုနဲ့ဒီလက်ညှိုးပေါ်မှာရှိတဲ့ဒီလက်သေးပြားပေါ်မှာရှိတဲ့မြင်မှုဘယ်ရာကများလဲလို့မြတ်စွာဘုရားမေးပြီးတော့ဟောတဲ့တုတ်တန်ဒေသနာနှစ်ပုဒ်ရှိတယ်ဘုရားဘုံဘုံဟောတာရှိတယ်လက်သေးပြားပေါ်မှာမြင်မှုများဆိုဟုတ်လားမဟာပရိမြေကြီးမှာရှိတဲ့မြင်မှုကမနှိုင်းရှင်လောက်အောင်များပြားလှပါတယ်ဗျာလို့လျှောက်တော်မြတ်စွာဘုရားအေးတဲ့သစ္စာလေးပါးကိုသိတဲ့ဉာဏ်ကိုရထားကြတဲ့ဒသနတမ္ပရာယအတိဉာဏ်အမြင်နဲ့ပြည့်စုံကြတဲ့သောတာပန်ပုဂ္ဂိုလ်ကိုကြည်ညွှန်းတာပေါ့နော်သစ္စာလေးပါးသိထားကြတဲ့ပုဂ္ဂိုလ်တွေအတွက်အကုန်ခန်းသွားတဲ့ဒုက္ခဟာမဟာပရိမြေကြီးမှာရှိတဲ့မြေမှုများတဲ့ဖွယ်အလွန်များလက်ကျန်ဒုက္ခဟာလက်သေးပြားပေါ်မှာရှိတဲ့မြေမှုတဲ့ဖွယ်နည်းနည်းလေးပဲကျန်တော့တယ်ဟော